အားလုံးမင်္ဂလာပါမကြာခဏအမေးခံနေရတဲ့မဝဲနိုင်တာတွေ Roseman season အပိုင်း3ပါလေးကြိုဆိုလိုက်ပါရစေဆိုတော့ဒီနေ့မှာတော့ထူးခြားခြားအနေနဲ့ကျွန်တော်တို့ Supreme ကထုတ်တဲ့ account လေးနဲ့ကျွန်တော်တို့အရင်ဆုံးမိတ်ဆက်ပေးခြင်းပါတယ်ဆိုတော့ဒီ account လေးကကျွန်တော်တို့ဒီ streetwear lover တွေအများတန်းကြုံနေရတဲ့ပြဿနာလို့ပြောရမယ်ပေါ့နော်တေတဲ့အထိခေါ်ချင်တာဆိုတဲ့ကောင်းတွေအတွက်တေသွားပြီးနောက်ဘဝမရောက်ခင်အထိကိုခေါ်နေစီမှာပါသူရဲ့ color way လေးကဆိုလို့ရှိရင်လည်း Supreme ရဲ့ trademark လို့ပြောရမယ်အနီရောင်မှအဖြူလေးနဲ့กดထားတာပါเนาะကျွန်တော်အထဲမှာဘလောက်ပဲပုံပြက်ပန်းပြက်ဖြစ်နေပါစေအပြင်မှာတော့ကျွန်တော်တို့ခေါ်နေဦးမှာပါဒီကောင်လေးကိုလိုချင်လို့ resale တွေဘာတွေကနေပြန်ဝင်မယ်ဆိုလို့ရှိရင်လည်းသုံးပြီးသားလားဘာလားလဲသိပြီးတော့မေးစရာမလိုဘူးမတော်တဆများတစ်ခေါက်ပဲသုံးရသေးတယ်ဘာညာဆိုရင်တော့ဒါကျွန်တော်တို့ဒီကိုရီးယားနက်ဝင်တွေဘာတွေနဲ့နည်းနည်းပါးမေးပြီးမှဝယ်တာတော့ပို့ပြီးတော့တင့်တော်မယ်ထင်တယ်ပေါ့နော်crop net တွေကကြည့်ရတာမလှမပကြီးတွေဗျအရင်ကအမေတွေဆိုလို့ရှိရင်အလူဖက်နဲ့လို့ပဲခေါ်တဲ့ဖက်နဲ့ဒါပေမဲ့ crop ကတော့သူတို့ရဲ့ဖက်နဲ့တွေကသူတို့ထင်ထားသလောက်မလှဘူးဆိုတဲ့အဆင့်ကိုမရောက်သေးဘူးလို့ခံစားရတဲ့ပုံပေါ်တယ်ဆိုတော့ဒီတစ်ခေါက် Lego နဲ့ collaboration လုပ်ပြီးထွက်လာတဲ့ crop net ကချိုးကန်လဲစီးလို့အဆင်မပြေဘူးအပြင်သွားရင်အဆင်ပြေများဆိုလည်းမပြေဘူးဒင်နာတွေဘာတွေစားရင်မပြေနိုင်ဘူးမင်္ဂလာဆောင်တို့ပွဲတက်မပြေလောက်ဘူးပေါ့နော်ဆိုတော့ဒီဖက်နဲ့ကတော့ဒါ marketing အတွက်ထုတ်တဲ့တီးသက် crop Lego ဖက်နဲ့ဖြစ်ပါတယ်ဒီခါလေးတော့လည်းတနာဖို့ကောင်းတယ်ဗျကဘာကျော် brand တွေကတစ်ခုနဲ့တစ်ခုပြိုင်ဆိုင်မှုအရင်ပြင်းထန်တာ idea အသစ်တွေ design အသစ်တွေထုတ်နိုင်ဖို့အမြဲတမ်းသူတို့တွေကအကျိုးစားနေရတာသူတို့ဒီ company တွေရဲ့ creative director တွေက idea တွေဘာတွေမထွက်တော့ဘဲနဲ့ idea တွေကုန်ခန်းပြီးတော့ ban out ဖြစ်ပြီးစိတ်သက်တွေဘာတွေကြားလာတဲ့အခြေအနေမျိုးလည်းရှိမှာပဲ Moschino ရဲ့ creative director အဲ့လိုဖြစ်နေရတာတော့မပြောတတ်ဘူးပေါ့နော်သူ ban out တွေဘာတွေဖြစ်လို့ကျမ်းမာရေးဘက်ကိုလိုက်စားပြီးတော့ပန်းသီးတွေဘာတွေစားနေတယ်ထင်တယ်ပေါ့နော်သူပန်းသီးတွေထုတ်လာပါတယ်ဆိုတော့ပန်းသီးအေးဒီကောင်ကဖွင့်လိုက်လို့ရှိရင်ဒီမှာပစ္စည်းလေးတွေပါလေးထည့်လို့ရတယ်လွယ်ဖို့အတွက်ကြိုးလေးလည်းတက်ထားပေးရပါတော့ဘယ်နေရာကြီးရှေ့ရကြီးနောက်ကကြီးဘေးရကြီးဒါတော့ပန်းသီးပဲအဲ့တော့ဒီကြိုးလေးလွယ်ထားတယ်ဆိုလို့ရှိရင်ဒီမှာပန်းသီး6လုံးလွယ်ပြီးတော့ရှောက်သွားနေတဲ့ပုံစံတော့ပေါက်မယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တော့ဒီဝါးကြီးထင်တယ်ဆိုတာမျိုးတော့ဖြစ်ပါလိမ့်မယ်နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာပြည်အတွက်ပါကျွန်တော်မြန်မာပြည်မှာလောင်စာဆီအခက်အခဲဖြစ်နေတဲ့ကြားလို့ EV လေးတစ်စီး Ferrari ကကျွန်တော်တို့အတွက်ထုတ်ပေးလာပါတယ်လူချေလို့နာမည်ပေးထားတဲ့ Ferrari ရဲ့ EV ကားလေးကမြင်းကောင်းရင်1000ထွက်မယ်0 to 60ကို 2.5 second နဲ့တင်ရောက်မယ်ကားဒီဇိုင်းဘာညာအစအပြစ်ပြောစရာမရှိဘူးဒါပေမဲ့ပြဿနာလေးတစ်ခုရှိနေပါတယ်အဓိကတော့ Ferrari စီးတယ်ဆိုတာ Ferrari ရဲ့ပိုင်ရှင်တွေကသူတို့ရဲ့ကားရဲ့ဒီ engine တန်အကြမ်းကြီးတွေကိုနားနဲ့တစိမ့်နားထောင်ပြီးစီးကြတဲ့ owners တွေဆိုတော့ဒီလူတွေကဒီအတန်မထွက်တဲ့ EV ကားကို Ferrari မှာစီးရမယ်ဆိုတာသိပြီးတော့သဘောတွေးကြတဲ့ပုံမပေါ်ဘူးကိုရီထက်ပိုဆိုးတဲ့ Rose လုပ်နေတာရှိရပါတော့ဒီ project ကြီးကိုဖျက်သိမ်းလိုက်ပါတော့လို့အတန်မထွက်တဲ့ Ferrari တို့ဘာလို့ဆိုပြီးတော့ flame နေကြပြီပေါ့နော်အဲ့တော့ Ferrari ကသူ့ရဲ့ EV ကားကိုအတန်ထွက်မလုပ်နေလို့သိရပါတယ်ကားရဲ့ဈေးကပို့ပါပဲကျွန်တော်မြန်မာငွေနဲ့မှသိန်းပေါင်းခွန်နေပါတယ်မပါခင်ကိုသိန်းပေါင်း24,500လောက်ပဲရှိပါတယ်နောက်ဆုံးတစ်ခုကတော့လှပရေးရကဏ္ဍဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့2026 CES ကမှမိတ်ဆက်သွားတဲ့ L'Oreal ရဲ့ face mask ကပုံမှန် face mask ပြောတော့မဟုတ်ဘူးဗျဆီလီကွန်နဲ့လှုပ်ထားပြီးတော့အထဲမှာလည်း LED တွေပါတယ်သူကဟိုလှုပ်တီလို့လည်းလှုပ်လို့ရတယ်ဒီဟာကြီးကိုကြည့်ရတဲ့ကျွန်တော်တို့ချက်သိမ်းထားလာစရာမျိုးပြီးတော့ဖြစ်တယ်ဒီ mask ကိုတက်ထားတဲ့အချိန်မှာမျက်နှာမှာရှိတဲ့အကြောတွေကိုဒီ LED ကနေတစ်ဆင့် nearly infrared လို့ပြောတယ်ပေါ့ nearly infrared အလင်းတန်းအနေနဲ့အတွင်းထဲအထိလှုံ့ဆော်မှာမျိုးပေါ့နော်ဒါပေမဲ့အဲ့ကောင်နဲ့ညာဘက်ကြီး mask တက်ထားတဲ့အချိန်မှာရုတ်တရက်တရုတ်ကမှတွေ့သွားခဲ့ရင်အဲ့တော့ဒီပစ္စည်းလေးကတော့ဒီနောက်ပိုင်းမှာထွက်လာတဲ့အနေနဲ့ထူးထူးခြားခြားထူးထူးဆန်းဆန်းဝီးရဖြစ်တဲ့ပစ္စည်းတွေပါဒီကကိုဝယ်မဲ့ပစ္စည်းလေးတွေရှိလို့ရှိရင်လည်း comment မှတ်ခဲ့လို့ရပါတယ်